အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဒီ game ကြီးကိုဆော့ပြပေးတော့မှာဖြစ်ပါတယ်ဒီ game ကိုကျွန်တော်ဆော့ဆော့မှာပေါ့နော်တောင်းတက်မှာပါဒါကတော့ကျွန်တော်အားလုံးလည်းသိကြမယ်ထင်ပါတယ်ဒီ game ကိုတော့အားလုံးရင်းနှီးကြမယ်ထင်ပါတယ်ဘာလို့ဆိုရင် guide ဆော့ပြထားတာပေါ့နော်ကျွန်တော် idol တယောက် guide ဆော့ပြထားတာကိုလည်းအားလုံးကြည့်ပြီးထင်ပါတယ်ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပေးတော့ပါအောင်နောက်ရတဲ့လူတွေလည်းလုပ်ပေးတော့ပါအောင် okay ခေါ်တော့တာတော့မဟုတ်ဘူးပေါ့နော်ဒါကဘယ်လိုမျိုးပြောရမလဲဘယ်လိုပြောလဲဒါတောင်တက်တာပေါ့တောင်တက်လို့ရှိရင်အဲ့လိုမျိုးတက်ရတယ်ပေါ့နော်ဟုတ်ပါတယ်လူကြီးတက်ရပါဟုတ်ပါတယ်โอเคဆိုတော့ကျွန်တော်ဆက်သွားပါမယ်ဒီလေကားကြီးကဘာလို့ထားပေးထားလဲဆိုတော့ဒီလိုမျိုးသွားပါနေမှာပေါ့ဟိုလိုမျိုးတကယ်အပြင်ရလိုမျိုးတောင်ကြီးကိုဒီလိုမျိုးတက်သွားရထင်းနေကျွန်တော်တကယ်တော့မဟုတ်ဘူးဗျဒီလိုတက်ရတာလားဒီလိုကြီးတက်ရတာဖြစ်နေပေါ့နော်ခင်းနေမှာဆိုရင်တော့အပြင်မှာဆိုရင်တော့ဟိုလိုမျိုးအဲ့ဒီတောင်တက်တဲ့တောင်ကတ်တဲ့ပေါ့နော်လိုမျိုးထားလို့ဘာလို့လေးနဲ့လို့ချစ်ပြလို့တက်ရတာပေါ့နော်ဒီမှာတော့ဘလို့တက်ရမလဲမသိဘူးပေါ့နော်โอเคခင်းဆိုတော့လည်းအတိုင်းပေါ့ OB ကိုလည်းပြေးဝပေးခြင်းလို့မှာပေါ့နော် OB ဆိုတဲ့စီကိုလည်းပြေးဝပေးခြင်းလို့နေမှာပေါ့ခေါ်တော့ထားတော့လှေကားလေးနဲ့တက်ရတာပေါ့နော်အတန်လေးဘေးနာအတန်လေးစူညံနေတောင်းဝင်ပါတယ်အားလုံးပဲမိုးရနေလို့ပေါ့နော်โอเคမိုးရနေချင်းကြမှာအတန်သွင်းမိရကျွန်တော်လေးဒီမှာမှောင်တော့မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လေရှည်ဒီဘယ်လိုပြောမလဲရှည်တွင်းနေပေါ့ဘယ်လိုမျိုးတွင်းနေလို့ပါတယ်ဆိုင်ကူတွေပေါ့အပြုတ်ကြလို့ရှိရင်ပေးမှာသိကြတယ်ခွာနှင်းနေကြနေဗျာကွာနှင်းနေကြနေတော့ထိတ်ကိုတက်ရမယ်ခလို့စီကတော့ဘာမှလုံးလို့မရသေးဘူးเนาะနှင်းနေကြနေတော့ထိတ်ကိုတက်ရမယ်ဒီရတော့ကျွန်တော်ကာယကိုပေါ့နော်ကြည်ပြီးသွားပြီဆိုတော့ဒီလိုမျိုးတက်ရမယ်ဆိုတာကိုသိနေကျွန်တော်လေးနောက်ပိုင်းဒါတော့ပတ်ဝန်းမှာနော်ပတူကတော့နောက်မှလာပါမယ်ဒီနားလေးကလည်းလွယ်တယ်ပေါ့နော်โอเคဒီနားလေးလေးလွယ်တယ်ပြီးဆက်သွားမယ်ပေါ့နော်ကျွန်တော်အဲ့ဒီဘေးကတော့ကလောက်လေးကိုနှိပ်ပြီးသွားတာပုံမြန်တယ်လို့ကျွန်တော်ခံစားရတယ်ဗျာဒီလိုမျိုးလေးသွားမယ်ဒီလေကားကြီးကတချို့နေရာကြီးပြည့်နေရပါတော့ဒါကြောင့်ဒီလိုလေးသွားမယ်โอเคကျွန်တော်ဘာလို့ဗီဒီယိုလေးရမိနစ်တိုးနေလဲဆိုရင်ဒီလိုမျိုး speed အလို့ပါ speed ကိုပေါ့နော်မြန်လိုက်လို့အရင်မြန်သွားလို့ပေါ့နော်အဲကြောင့်ကျွန်တော်မိနစ်တည်းကနေဟောပေါ့နော်မိနစ်မြန်လေးလုပ်ချင်တော့မိနစ်မြန်လုပ်ချင်သူ့စမ်းကျင်ပဲပုံစံမျိုးလုပ်ရတယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်ဥပမာဆို15မိနစ်19မိနစ်ဆိုလို့ရှိရင်တေချာပေါက်ရနိုင်တာ6မိနစ်အဲ့လို speed အပြင်6မိနစ်9မိနစ်လောက်ရနိုင်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တစ်ခါလုံးလို့ရှိရင်16လောက်လောက်ရတယ်ပေါ့နော်ဟို17လောက်ဆိုလို့ရှိရင်လုံလောက်တယ်ဗျာ16ဆို10မိနစ်လောက်မသိဘူးဟို15 16လောက်ဆိုရင်9မိနစ်6မိနစ်ပေါ့နော်ကျွန်တော်စောနာပြောရမှာတယ်မှာဆိုလို့ရှိရင်အမှားပြီးပေါ့နော်ဆောင်းမောင်ဆိုတော့ကျွန်တော်ခေါင်းကတက်ထားတဲ့အုတ်ထုပ်ကဓမီလေးကိုသုံးပါမယ်ဒီနားတော့ကာယူရုတိလေကြီးနေရပါတော့ကင်ပတ်ခဲနေရမှာဆိုလို့ရှိရင်လွယ်လေးရဲ့မှာလေးသွားပြီးဒီလိုသွားဒီလိုပြီးဒီလိုသွားပြီးဒီလိုသွားပြုတ်ကြခေါင်းရောအမှကျွန်တော်မသိရအဲ့လိုသွားပြီးရှေ့ကိုဒဲပဲသွားမှာဗျာလုံးဝမခုံနဲ့တော့အခါကျရင်ဒီလိုလေးသွားမယ်အလန်းအဲ့လိုဒဲလေးပဲသွားမှာကျွန်တော်အဲ့တော့မသိဘူးလေမလို့ရှိရင်ဒါလေးခုံပြီးအစီပဲသွားလို့ရတယ်လွယ်လေးရသွားလို့ရတယ်ဗောနော်ဒီမှာဆိုလို့ရှိရင်လည်းဒီလိုလေးတမဲဒီများလားမသိဘူးဒီရင်းကိုဆောက်လို့ရှိရင်တခုတိုင်ပတ်တာနေရလမ်းပြောက်တယ်ဗောနော်ဒီလိုမီးလေးမထွန်းထားလို့ရှိရင်လမ်းပြောက်မှတည်ကြတယ်ဒါလေးရလွယ်လေးအလုပ်လေးသွားလိုက်အောင်လေဒါလေးလည်းလွယ်ရဗောနော်ဒီလိုလေးသွားမယ်ပြီးရင်ကျွန်တော်စကန်းလိုက်ရှာမယ်ဗောနော်ရေလဲတော်စားနေပြီးရေရမ်းစားနေဗောနော်စကန်းမြင်ရှာမယ်အောက်ကရေကိုတောက်လို့ရဆိုရင်ကျွန်တော်ဟိုစကန်းကိုဝယ်ချင်းသွားတော့မှအမှ unlimited ရှိရလင်းတော့အောက်သွားလိုက်တော့မယ်ဒီကဘာနိုင်ရလဲသူကတီဗီတော့သူကဟိုပါပဲစမ်းတက်မုတ်တွေထုတ်လုပ်တဲ့နိုင်ငံအိန္ဒိယပဲကျွန်တော်ပြောတော့ထမင်းဆိုင်နဲ့ကြည်နေတဲ့လူတွေတော့ပေါ့နော်အဲ့လေးတော့ပြောတော့ပါဘူးကျွန်တော်အဲ့ဒါတော့ထူးဆန်းတဲ့ဟာလေးထုတ်တဲ့နိုင်ငံပေါ့နော်ဒီကတော့ခူရင်းဝင်သွားမှာပေါ့နော်ဒီနားမှာသွားရမယ်ဒါရီမိုက်တွေကဆက်သွားမယ်ပြုတ်ကြပါခေါင်းကဟုတ်တယ်ခေါင်းကမှသွားမယ်ဒါဟိုဘက်ကနေသွားရင်ပြုတ်ကြမှာသိကြတယ်ဒီပေါ်တက်မယ်ပြီးတွင်ရင်ဟိုစီကုံကဘယ်နာမှလည်းမသိစီကုံဟိုရှိတော့ဆိုရောက်ပြီတင်နေဒါဆိုရင်ကျွန်တော်ဒီနားကနေသွားမယ်ဘာလို့6 point သွားမယ်6 point ရောဒီကနေပြီးတော့လမ်းလေးပြပေးထားကျေးဇူးပါလမ်းလေးနဲ့သွားမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ရောက်ပြီရေဝင်တော့မယ်ရေးစားတောင်းမယ်
လေအမတောက်တရားရရုံပြေးပြီဖိုးခုမှပဲတတရဲကဲဒီမှာတို့ကျန်အဲ့လိုရတယ်ဗောနော်ဒီမှာအဲ့လိုရတယ်ပြီးတော့ရှင်ပြင်လေးပါလေးထွက်အောင်မယ်ပြင်ထွက်အောင်မယ်အိုးမလင်းသွားပြီဆိုတော့ကျွန်တော်ဒီစကုတ်ဘူးလားစကေတ်ဘူးလားဒါလေးလားမသိဘူးအဲ့လေးစင်တော့နော် let's go boom let's go အားလုံးကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်အားလုံးလည်းချစ်ပါတယ်အားလုံးပဲဖိုက်ပါ